မင်္ဂလာပါဒီနေ့မှစကားလေးနည်းနည်းပြောပြချင်လို့ပါအားကြောင့်လဲဆိုတော့ဖုန်းစင်ကတ်ဒီကြောင့်ပေါ့နော်အခုလက်ရှိလူတိုင်းလူလိုစင်ကတ်ကလေးတွေထပ်ပြီးတော့အသုံးပြုကြရတယ်ကိုယ့်ရဲ့ဖုန်းလေးတွေကနှစ်ကတ်သုံးလေးတွေကနေပြီးတော့နှစ်ကတ်သုံးလေးမှာတစ်ကတ်ပဲသုံးထားတဲ့သူတွေကနေပြီးဖုန်းစင်ကတ်လေးတွေလိုတဲ့အခါကျတော့နောက်ထပ်တစ်ကတ်လေးတွေထပ်ပြီးတော့သုံးရတယ်နောက် e-sim ပြောင်းတဲ့သူတွေကလည်းနောက်ထပ်တစ်ကတ်တွေထပ်ထည့်ကြရတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေအသုံးပြုလာတဲ့အခါမှာဒီ online လိမ်လည်မှုတွေကပို့ပြီးတော့ပြင်ပြလာကြပါတယ်ဒီကနေ့မနေ့လက်တွေ့ကြုံရတဲ့အဖြစ်အပျက်လေးတစ်ခုမှပြပြမယ်နော်ဒီကနေ့မနေ့အစောကြီးမဝရဲ့အမေစီကိုဖုန်းတကော miss call ရောက်ပါတယ်အမေကလည်းမနေ့အစောကြီးဆိုတော့ဖုန်းမကိုင်းပေါ့နော်ပြီးတော့သူအိယာနုပြီးတော့မှဒီဖုန်းလေးကိုပြန်ခေါ်လိုက်တယ်ကျမကိုဖုန်းခေါ်ထားလို့ပါလို့ပြောတဲ့အခါကျတော့ဟိုဘက်ကဟုတ်ကဲ့ပါတဲ့ဖုန်း miss call လေးပဲတွေ့တာလားတဲ့ message လေးရောမတွေ့ဘူးလားပေါ့နော်အဲ့လိုမျိုးလေးပြောတော့ဒါ message လေးပေါ့ကျမမသိပါဘူးဆိုတော့ကျမတို့ရဲ့ယူနိုင်ရနေပြီးတော့တဲ့လူကြီးမရနေပြီးတော့စုငွေ10သိန်းပေါက်တဲ့ message လေးပို့ထားပါတယ်တဲ့အဲ့ဒီစုငွေလေးကိုထုတ်ဖို့အတွက်ဆိုပြီးတော့ကျွန်တော်တို့ကဖုန်းဆက်ပေးတာပါတဲ့အဲ့လိုမျိုးလေးပြောတယ်ပြောတော့အိမ်ကမေကတော့သူကလည်း online ကြည့်နေတဲ့သူဆိုတော့ဒီလိမ်လည်မှုတွေသူကသိထားတယ်လေသိထားတဲ့အခါကျတော့ဖုန်းချပလိုက်တယ်ပြန်လည်းမခေါ်တော့ဘူးဒါလိမ်နေရဆိုတာသိနေတဲ့အတွက်ဘေကုံခံပြီးတော့လည်းခေါ်မနေတော့ဘူးပေါ့နော်အဲ့လိုမျိုးပဲပြီးခဲ့တဲ့2ရက်လောက်ကလည်းမဝါရဲ့သမီးလေးဖုန်းကိုအဲ့ဒီလိုပဲနင်းရဲ့ဖုန်းနဲ့နံပါတ်2ကန်ငါတို့စီမှာရထားတယ်အဲ့ဒါကိုနင်းပြန်လိုချင်တယ်ဆိုလို့ရှိရင်ဘလောက်ပေါ့နော်ပေးရမယ်ဘာညာဆိုပြီးတော့ချင်းချောက်တဲ့လေးတန်နဲ့ပြောတာနော်ကောင်းကောင်းမွန်မွန်တော့မဟုတ်ချင်းချောက်တယ်နင်းတကယ်လို့မယူဘူးဆိုရင်ငါတို့ကနင်းရဲ့စိတ်ကပ်ကိုဘာလုပ်ပြစ်မှာညာလုပ်ပြစ်မှာဆိုပြီးတော့အဲ့လိုမျိုးပြောတဲ့အစ်စ်ကြီးရှိလာခဲ့တယ်အဲ့လိုဆိုတော့အခု line ပေါ်မှာလူတွေတော်တော်များများကဒီဖုန်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်လင်ခံရတာတွေက line ပေါ်မှာလည်းတွေ့နေရတယ်ကိုယ့်ရဲ့အိမ်လေးနာပတ်ဝန်းကျင်တွေမှာလည်းတွေ့နေရတယ်။ဟောကကိုယ်တိုင်လည်းဟိုတလောတော့အဲ့လိုပဲယူနိုင်ရနေ10သိန်းပေါက်ပါတယ်ဆိုပြီးတော့ message လေးလာပို့ထားတယ်။ပို့ပြီးတော့အဲ့လိုဖုန်းတွေလည်း miss call တွေခေါ်တယ်မကင်ဘူးเนาะအဲ့လိုဖုန်းစိမ်းတွေဆိုလို့ရှိရင်မကင်ဘူးပေါ့เนาะအဲ့လိုမျိုးတွေရှိတဲ့အခါကျတော့အခုလက်ရှိလူတိုင်းလူကလေဖုန်းတွေအများကြီးပဲဟိုအဆုံးရှုံးမခံနိုင်တဲ့အခါကျတော့စင်ကတ်တွေအကုန်လုံးထည့်လိုက်ကြတယ်အဲ့တော့စင်ကတ်တွေကတချို့ဆိုလို့ရှိရင်စင်ကတ်အပွားတွေတောင်မှပဲအသုံးပြုထားတာတွေတွေ့နေရတယ်ပေါ့နော်အဲ့ဒါလေးတွေသတိပြုစင်ကျင်စေခြင်းလို့ပါ line မော်နေဖုန်းတွေဆက်ပြီးတော့မဲပေါက်တယ်ဆိုတိုင်းလည်းမယုံကြပါနဲ့ဘယ်ရာမှအလကားမရအောင်နော်အားလုံးကသူ့အနေနဲ့သူပြဆက်ရတာကြီးပဲသူတို့ကလည်းမဲပေါက်တယ်ဆိုတိုင်းလည်းအလကားပြတာမဟုတ်ပါဘူးကျမတို့ရဲ့ဖုန်းစင်ကတ်တွေကိုဖုန်းပေတွေဖြည့်ခိုင်းတာပါနော်အလကားမရပါဘူးအဲဒါကြောင့်မို့အယုံမလွယ်ကြဖို့နဲ့ဒီလိုလိမ်လည်မှုတွေကတဖြည်းဖြည်းများလာပြီဆိုတဲ့အကြောင်းပြောပြတာပါနောက်တစ်ခု Viber တွေကနေလေအဲ့လိုမျိုးတွေလေနေချပေးပြီးတော့အဲ့လိုလိမ်လည်မှုတွေလည်းအခုအချိန်ကြီးအများကြီးပဲရှိနေပါသေးတယ်လို့ပြောချင်တာပါရှင်အားလုံးကိုသတိချက်စီခြင်းလို့ဒါလေးပြောပြဖို့လာခဲ့တာပါကျေးဇူးတင်ပါတယ်ရှင်